ဆိုင်တဆိုင်ဖွင့်လို့ရလောက်အောင်များပြားလာတဲ့ရတနာစုဆောင်းမှုတွေကိုချပြလိုက်တဲ့မေပကြီးတရုတ်ဆောင်မေပကြီးကတော့သူမနှစ်ပေါင်းများစွာစုဆောင်းထားခဲ့တဲ့အဖိုးတန်ရွှေတွေတွေနဲ့ကြောက်တံပရက်များလက်ဝတ်ရတနာအစုအဝေးကြီးကိုလူမှုကွန်ရက်စာမျက်နှာထက်မှပထမဆုံးအကြိမ်ချပြလိုက်ပါတယ်ရှင်။မြင်ရတဲ့သူတိုင်းငေးရလောက်အောင်ကိုများပြားလွန်လာတဲ့အဆိုပါရတနာတွေဟာအရေးအတွက်တင်မကပဲဒီဇိုင်းနဲ့တန်ဖိုးပိုင်းမှာပါအဆင့်မြင့်လွန်လာကြောင်းပရိသတ်တွေကြားမှာဆိုင်တဆိုင်ပြန်ဖွင့်တော့မလားလို့တောင်ထင်မှတ်ရလောက်အောင်ရေပန်းစားနေပါတယ်။မိပကြီးနေနဲ့အနုပညာအလုပ်ကနေရတဲ့ဝင်ငွေတွေကိုအခုလိုအဖိုးတန်ရတနာတွေအဖြစ်စနစ်တကျစုဆောင်းတတ်တဲ့သူမရဲ့အလေးအကျင့်ကိုလည်းအားလုံးကချီးကျူးနေကြပါတယ်ရှင်။မိပကြီးရဲ့ရတနာစုဆောင်းမှုတွေထဲမှာစိန်ရွှေကြောက်တံပရက်များတွေကအစုံအလင်ပါဝင်နေပြီးတော့တခုချင်းစီရဲ့ခန္ဓာထေဝမှုကတော့တကယ့်ကိုထူးခြားလာပါတယ်ရှင်။ရွှေတွေစိန်တွေကတော့တကယ့်ကိုအများကြီးပါပဲ။အဲ့ဒီလိုမျိုးပရိသတ်တွေကဝိုင်းဝန်းမှတ်ချက်ပေးနေကြသလိုသူမရဲ့စ조사အထောက်မှုကြောင့်ရရှိလာတဲ့ဒီလိုရလဒ်တွေကိုကြည့်ပြီးတော့အားကျနေရလဲဖြစ်ပါတယ်။အနုပညာရှင်တယောက်အနေနဲ့အောင်မြင်မှုတွေကိုရတနာစုဆောင်းမှုတွေနဲ့လက်တွေ့ပြသလိုက်တဲ့မေပကြီးရဲ့ပုံရိပ်တွေကတော့ဒီနေ့ရဲ့လူပြောအများဆုံးသတင်းတစ်ခုဖြစ်သွားခဲ့ပါတယ်ရှင်။